ပါရမီ10ပါးရှိတဲ့နကဒီကနေ့ဒါနပါရမီနဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်နော်အဲ့တော့ဦးဇင်းတို့ပါရမီ10ပါးတရားဆိုတဲ့အတိုင်းဒါနရဲ့အကြောင်းကိုမပြောသေးခင်မှာပါရမီဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုပြင်ဆပြီးတော့မှတ်သားကြည့်ရအောင်နော်ပါရမီဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုထားတယ်ပေါ့အဲ့ဒီအမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုထားတာတွေကနော်အဓိကကြတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကလေး2ခုလောက်ပေးတဲ့ပေါင်းတော်တော်တို့မှတ်သားကြည့်ကြမယ်ပရမဏံကမ္မံပါရမီတဲ့ပထမအဓိပ္ပာယ်ဖွင့်ပြတာလေးပရမဏံမြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့ကမ္မအလုပ်ကိစ္စပါရမီမြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့လုပ်ငန်းကိစ္စမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလုပ်ကြတဲ့အလုပ်ကိုဒါပါရမီလို့ဒီလိုရိုးရိုးလေးနားလည်ရမယ်ဒီနေရာဖြင့်မြင့်မြတ်သောပုဂ္ဂိုလ်တို့သာလျှင်လုပ်နိုင်တဲ့အလုပ်တွေပေါ့နော်ဒီအလုပ်တွေကိုလုပ်ပြီးဆိုရင်လည်းပဲဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့လည်းပဲသိနိုင်တယ်ပေါ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှသာလည်းပဲဒီအလုပ်တွေကိုလုပ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုမသိရောက်ဘူးလားသိရောက်တယ်အဲ့တော့ပါရမီဆိုတာဘာလဲလို့မေးရင်ဒီစကားရပ်လေးကိုအထောက်အထားပြုပြီးတော့ပါရမီဆိုတာမြင့်မြတ်သောပုဂ္ဂိုလ်တွေလုပ်ကြတဲ့လုပ်ငန်းကိစ္စဒီနေရာဖြင့်မြင့်မြတ်တဲ့လုပ်ငန်းဒါပါရမီပေါ့နောက်အဓိပ္ပာယ်ဖွင့်ဆိုတာလေးတစ်ခုကပါရနိဗ္ဗာန်အယန္တိကိစ္ဆန္တိဧတာဟိတိပါရမီယောတဲ့နော်ပါရနိဗ္ဗာန်အယန္တိကိစ္ဆန္တိတစ်ဖက်ကန်းတည်းဟူသောနိဗ္ဗာန်ကိုရောက်တဲ့လို့ပို့တဲ့လို့အဲ့ဒါကိုပါရမီလို့လည်းခေါ်တယ်တဲ့နော်နိဗ္ဗာန်ဆိုတာကိုဒီနေရာမှာသူကတစ်ဖက်ကန်းလို့ပြောတယ်နော်တက္ကာယလို့ဆိုတဲ့ထင်ရှားဖြစ်ပေါ်နေတဲ့ဒီယုံနံဓမ္မတဘာဝတရားတွေကတော့ဆင်းရဲဒုက္ခတည်းဟူသောဒီဘက်ကန်းပေါ့ဒီဘက်ကန်းကိုကြော်လာနိုင်မှဟိုဘက်ကန်းဆိုတာကိုရောက်မယ်ပေါ့အဲ့တော့ဟိုဘက်ကန်းဆိုတာဒီနေရာမှာဘာကိုပြောတာတော့ဆိုတော့နိဗ္ဗာန်ကိုပြောတာနိဗ္ဗာန်ကိုပါရဒုက္ခတွေရဲ့ဟိုဘက်ကန်းပေါ့အဲ့ဒီဒုက္ခတွေရဲ့ဟိုဘက်ကန်းကိုရောက်အောင်ပို့တယ်လို့မို့အဲ့ဒီလုပ်ငန်းတွေကိုပါရမီလို့လည်းခေါ်တယ်တဲ့ဆိုလိုတာကဒီကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်ဆင်းရဲတဲ့ဒီဘက်ကန်းကနေလွန်မြောက်ပြီးတော့ချမ်းသာတဲ့ချမ်းသာမှဖြစ်တဲ့နိဗ္ဗာန်တည်းဟူသောဟိုဘက်ကန်းကိုရောက်သွားနိုင်တယ်။အဲကြောင့်ပါရမီရဲ့အဓိပ္ပာယ်ကိုအဲ့ဒါလိုလည်းပဲမှတ်ကြရမယ်ပေါ့။အဲ့ဒီပါရမီတရားကဘေးတပေါင်းသူတော်ကောင်းတို့အလုံးကောင်းထဲမှာအစီအစဉ်တကြမှတ်သားထားတာရှိပြီးသားပါဟုတ်လား။ဒါနံသီလင်္စနိခမပညာဝိရိယပင်စမခန္တီသစ္စာအဋ္ဌာနမေတ္တုပိက္ခတိတေရတလို့ဒီလောကဓာတ်လေးနဲ့မှတ်သားတယ်ဒါနံသီလင်္စနိခမပညာဝိရိယပင်စမအာကုမြောက်ခန္တီသစ္စာအဋ္ဌာနမေတ္တုပိက္ခတိတေရတမေတ္တုပိက္ခဆိုတာကမေတ္တာဥပေက္ခပေါင်းတာမေတ္တာနဲ့ဥပေက္ခကိုပေါင်းပြီးတော့ပြောလိုက်တာပေါ့မေတ္တုပိက္ခဆိုတာနော်ဒါကြောင့်ပါရမီ10ပါးဆိုတာကိုပိဋကပေါင်းသူတော်ကောင်းတို့အလုံးခေါင်းစဉ်အရတော့မှတ်သားထားကြပြီးသားပေါ့နော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ဒီပါရမီဆိုတဲ့မြင့်မြတ်တဲ့လုပ်ငန်းတွေဟာကျင့်ကြံကြိုးကိုအထုတ်မယ်ဆိုလို့ရှိရင်ကိုအထုတ်နိုင်တဲ့အတိုင်းအတာပမာဏကိုလိုက်ပြီးတော့အကျိုးကျေးဇူးတွေအများကြီးရနိုင်တယ်တကယ်ကိုပါရမီတရားတွေကိုအဆုံးစွန်အမြင့်မားဆုံးအနေအထားတွေရအောင်ပြုနိုင်ကြမယ်လုပ်နိုင်ကြမယ်ဆိုရင်သူကဘုရားကိုဖြစ်မှာဟုတ်လားပါရမီကိုအမြင့်မြတ်ဆုံးအတိုင်းအတာထိရောက်အောင်ကြိုးစားဆောင်ရွက်နိုင်မယ်ဆိုရင်အဆုံးစွန်ပဲထိရောက်နိုင်တော့ဘုရားအဖြစ်ကိုတောင်းပြုနိုင်တယ်တပ္ပညုတဉာဏ်ကိုတောင်းရနိုင်တယ်တပ္ပညုတဉာဏ်ကိုရသွားကြတဲ့အဆူဆူသောဘုရားရှင်တိုင်းဒီပါရမီ7ပါးကိုအထွတ်အထိပ်ရောက်အောင်အပြည့်စုံဆုံးဖြစ်အောင်သူတို့ဟာဖြည့်ဆည်းသွားကြလို့ဘုရားဖြစ်သွားကြတာအဲ့ဒီပါရမီဆိုတာနဲ့ပတ်သက်ပြီးတော့အရင်တို့ပြောမယ်ဆိုလို့ရှိရင်ဒီသူမေတာရှင်ရဲ့သိရဲ့အကြောင်းကမပြောလို့မဖြစ်ဘူး။ဒါကြောင့်သူမေတာရှင်ရဲ့သိအကြောင်းကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့အနည်းငယ်မှတ်သားကြည့်မယ်ပေါ့။သူမေတာရှင်ရဲ့သိဆိုတာကလွန်ခဲ့တဲ့၄သိချင်းတဲ့ကမ္ဘာတသိန်းကာလထက်ကဒီပင်ကရာဆိုတဲ့မြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာတပ္ပညုတဉာဏ်ကိုရဖို့ဘုရားစုပန်တော်မူခဲ့တဲ့ပုဂ္ဂိုလ်တို့ကြီးပေါ့။အဲ့ဒါဦးဇင်းတို့ဘုရားစုပန်ပြီးတဲ့နောက်၄သိချင်းတဲ့ကမ္ဘာတသိန်းကာလကြာတဲ့အခါမှာဂေါတမဗုဒ္ဓဆိုပြီးတော့ဒါဘုရားအဖြစ်နဲ့ဝဲပေါ်လာတယ်ပေါ့အဲ့တော့အဲ့ဒီသူမိတာရှင်ရဲ့သိရဲ့အနေအထားလေးကအလွန်တရာမှအံ့ဩစရာကောင်းတဲ့အနေအထားအလွန်တရာချမ်းသာကြွယ်ဝတဲ့စီစဉ်ဥစ္စာတွေကိုစွန့်ပြီးတော့
နောက်ဟိမန္တာဝင်ပြီးတော့ယသိဝတ်တယ်ခုနှစ်ရက်အတွင်းပဲဇာအဘိညာဉ်နဲ့ပြည့်စုံတယ်အဲ့ဒီဇန်ချမ်းသာနဲ့ပဲသူနေနေတဲ့အတွက်ကြောင့်လောကကြီးမှာဘုရားပွင့်သွားတယ်ဆိုတာကို तू မသိဘူးနော်ဒီပင်ကရာမြတ်စွာဘုရားပွင့်တယ်ဆိုတာတာမန်အဖြစ်မတိမတာမထင်မရှားပွင့်သွားတာမဟုတ်ဘူးနမိတ်ကြီးတွေအကြီးအကျယ်ပြပြီးတော့ဘွားတော်မူတဲ့အခါတပည့်ညုတဉာဏ်ကိုရတော်မူတဲ့အခါနောက်ဓမ္မစကြာတရားဥဟောတော်မူတဲ့အခါအစရှိသဖြင့်နောက်အထင်ကရအထိကရနောက်အပြောင်းအလဲကြီးတွေနမိတ်ကြီးတွေပြပြီးတော့မှအဲ့လိုဖြစ်တာဒီလောက်ထင်ရှားတာကို तू မသိဘာလို့မသိတာတော့ဆိုတော့ तू ကဇန်ချမ်းသာနဲ့ဟိမန္တာထဲမှာပျော်မွေ့နေလို့အဲ့ဒါတနေ့တော့တောရမဝတီပြည်ဘက်ကိုနောက်ကောင်းကင်ကနေပြီးတော့ဇန်ရင်စီးပြီးတော့လာတော့အောက်မှာလမ်းနေပြင်နေကြတဲ့လူတွေကို तू တွေ့တာအဲ့လိုတွေ့တဲ့အခါကျတော့ तू ရှင်းပြီးတော့စုံသန်းတာဘာလို့နေကြတာတော့လူတွေဒီလောက်များနေတာဆိုတော့ဒီပင်ကရာမြတ်စွာဘုရားဒီလမ်းကိုကြွလာမှာဖြစ်တဲ့အတွက်ကြောင့်ယဟန္တာပေါင်း၄သိန်းချမ်းရံပြီးတော့ကြွလာမှာဖြစ်တဲ့အတွက်ကြောင့်လမ်းပြင်နေကြတာအဲ့ဒီလိုပြောတော့ဘုရားဆိုတဲ့အတန်ကို तू အဲ့ဒီမှာကြားတယ်အဲ့ဒါရိုးတွင်းချင်းစီထိခိုက်အောင်အရသာရှိတယ်ဩဘုရားကြားရခဲ့တဲ့ဒီစကားဟုတ်လားအဲ့ဒါနဲ့သူ့အတွက်လည်းပဲတဏှာစာလမ်းပြင်ဖို့အတွက်ပေးပါသူလည်းပဲကုသိုလ်ရခြင်းနဲ့ပေါ့ဒီယတိကအလွန်တရာမှတကိုးကြီးတဲ့ယတိလို့ဧတတေကတရားဓမ္မတွေကသိတယ်သိတဲ့အတွက်ကြောင့်သူ့ကိုအလွန်ဆိုးတဲ့ပြင်ဖို့ခက်တဲ့နေရာကြီးတစ်ခုကိုပေးလိုက်တယ်တကိုးနဲ့ပြင်မယ်ပေါ့ဒါပေမဲ့သူ့မိသားရှင်တွေကတကိုးနဲ့မပြင်ဘူးဒီတိုင်းပဲကာယအားကိုအသုံးချပြီးတော့ပြင်တယ်ပေါ့အဲ့ဒါဘုရားကကြွလာတော့မယ်ဆိုတဲ့အနေအထားမျိုးမှာသူ့ရဲ့လမ်းကမပြီးသေးဘူးမပြီးသေးတော့ပိဿတို့သိပါတယ်နော်စံကျစ်ကိုဖြည့်ပြီးတော့ရှင်ဘွယ်ထဲမှာအလျားမှောက်ချလိုက်တယ်နော်ဘုရားရှင်နဲ့တကွယန္တာလေးသိမ့်သူ့ရဲ့ခန္ဓာကိုယ်ကိုတရားအဖြစ်နဲ့အသုံးပြုပြီးတော့နင်းပြီးတော့ကြွသွားကြပါစေငါမြတ်စွာဘုရားရဲ့ထံတော်ဘာမှာအသက်ကိုစွန့်မယ်နော်ယန္တာလေးသိမ့်နဲ့မြတ်စွာဘုရားတကယ်သာနင်းကြွသွားမယ်ဆိုရင်သူအသက်ရှင်နိုင်စရာအကြောင်းမရှိဘူးအဲ့ဒါနဲ့ဘုရားရဲ့အသေးတော်ကိုဖူးရမျောတဲ့အခါမှာသူဘလို့စဉ်းစားတော့ဩငါဟာဒီကနေ့ငါရကျင်လို့ငါယူလိုက်မယ်ဆိုလို့ရှိရင်အရဟတမေဉာဏ်ကိုငါရနိုင်တယ်တဲ့သူယန္တာဖြစ်နိုင်တယ်တဲ့ဒါပေမဲ့ငါလို့အားအစွမ်းနဲ့ပြည်စုံတဲ့ပုဂ္ဂိုလ်တယောက်ထီနိဗ္ဗာန်သွားခြင်းအဖြစ်ဘာအကျိုးရှိမလို့နတ်နဲ့တကွာတော့ဟောဒီလောကကြီးကိုငါကယ်တင်ပြီးတော့သွားမယ်လို့ရဲတော့စိတ်ကူးပေါ့လူသားမှနေစိတ်မကူးရတဲ့စိတ်ကူးမျိုးပေါ့ကိမ္မေဧကေနတေနေနပုရိသေနဓမ္မတတိနာသဗ္ဗညုတံပပုနိတဝါတန္တာရတံတရိဝကံသူဒီကထာလေးဒါဦးဇင်းတို့မြတ်စွာဘုရားကပိလဝနေပြည်တော်ကိုပထမဦးဆုံးချိန်ကြွတယ်ကြွတော့ရွှေတော်မျိုးတော်တာကီဝင်တွေကသိကြတဲ့အတိုင်းမာနကအလွန်ကြီးတာဆိုတော့ရှင်မခိုးနိုင်ဘူးဝိမချနိုင်ဘူးငယ်တဲ့ပုဂ္ဂိုလ်တွေကိုပဲရှေ့ကနေပြီးတော့ရှ िख ိုးဥတင်ခိုင်းတယ်အဲ့ဒီမှာမြတ်စွာဘုရားကတကိုးပြာလေးဟာပြရတယ်ရွှေတော်မျိုးတော်တို့ရဲ့မာနကိုချိုးနှိမ်ဖို့အဲ့ဒီမှာမြတ်စွာဘုရားရဲ့အသေးတော်ကိုရှင်သာရိပုတ္တရာကိုရမြတ်ကြီးကဖူးမြော်ရတော့ဘုရားဖြစ်အောင်ဘယ်လိုလုပ်ခဲ့ရတယ်လဲဆိုတာကိုမေးလို့မြတ်စွာဘုရားကဗုဒ္ဓဝင်ပါဠိတော်ဆိုပြီးတော့ဘုရားကိုယ်တော်တိုင်ဟောခဲ့တာဒီအကြောင်းအရာတွေကဒါသူမေရဖြမနနော်သူမေရကထာဆိုတာဒါကတေးသားမှတ်တမ်းတင်ထားတာပေါ့နော်ကိမ္မေဧကေနတေနေနပုရိသေနဓမ္မတတိနာသဗ္ဗညုတံပပုနိတဝါတန္တာရတံတရိဝကငါလိုအားအစွမ်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာတကူကောင်းဆံပြီးတော့နိဗ္ဗာန်ကိုကိုတီးတီးသွားမယ်ဆိုရင်ဘာအကျိုးရှိမလဲနော်နတ်နဲ့တကွာသောလောကကိုငါဟာသဗ္ဗညုတဉာဏ်ကိုရအောင်လုပ်ပြီးတော့နတ်နဲ့တကွာသောလောကကိုငါကဲတင်မယ်လို့ဒီလိုဆုံးဖြတ်တယ်အဲ့လိုဆုံးဖြတ်ပြီးတော့သူဘုရားစုပန်တယ်လို့ဆိုကြပါစို့အဲ့ဒီမှာဦးဇင်းတို့ဘုရားစုပန်တဲ့ချိန်မှာအနာမှာယူရှိတုံဆိုတော့ပိဿတွေထဲမှာသူမိတ်တာဆိုတဲ့အမျိုးကောင်းသမီးလေးတယောက်ရှိတယ်ဒီပင်ကရာမြတ်စွာဘုရားကိုပူဇော်ဖို့အတွက်ဆိုပြီးတော့နော်ကြာပန်းရှစ်လက်သူယူလာတာအဲ့ဒါဒီသူမိတာရှင်အသေးကိုမြင်ချင်းပဲနော်မေတ္တာပေမတ္တနော်လွှမ်းခြုံမိတဲ့အတွက်ကြောင့်ကြာပန်း၅လက်ကိုဘုရားလောင်းသူမိတာကိုသူလှူတယ်ရှင်ဘုရားလိုရှိရာကိုနော်လှူပါဓမ္မအသုံးပြုပါပေါ့အဲ့ဒီမှာပဲဒီပင်ကရာမြတ်စွာဘုရားကသူမိတာရှင်အသေးကိုဗျာဒိတ်စကားမိန့်ကြားတယ်ပေါ့နော်လာမဲ့လေးသင်္ချေနဲ့ကဘာတသိမ်းမှာနော်ဂေါတမဗုဒ္ဓဆိုတဲ့အမည်တော်နဲ့သဗ္ဗညုတဉာဏ်ကိုရလို့ဘုရားရှင်စေဧကံဖြစ်လိမ့်မယ်နော်မေတော်ကဘယ်သူခမဲတော်ကဘယ်သူနော်လက်ဝဲတော်ရန်လက်ရတော်ရန်ကဘယ်လိုအလုတ်ကျွေးကဘယ်သူအကုန်လုံးအတိအကျနော်အကုန်လုံးအတိအကျ
နော်ဗျာဒိတဗျာဒိတ်ဆိုတာဘလို့မှမလွဲနိုင်တဲ့စကားနော်ကောင်းကင်ကိုပြစ်လိုက်တဲ့ခဲဟာမြောက်လိုက်တဲ့ခဲဟာတေချာပေါက်မြေကြီးပေါ်ကိုပြန်ကြလာမှာဖြစ်တယ်လို့ဘုရားရှင်ကိုရောမြတ်ကြီးတို့ပြောလိုက်တဲ့ဗျာဒိတ်စကားဒီမဖြစ်ဘူးဆိုတာမရှိဘူးအဲ့တော့လူတွေကဒီရှင်ရဲ့တိကလာမဲ့လေးတင်ချင်းတဲ့ကဘာတသိမှာဘုရားဖြစ်မဲ့ဘုရားရဲ့အလျာဘုရားရဲ့အညွန့်နဲ့လူတွေကအဲ့တော့တို့တကယ်လို့တို့ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံတော်ဘာမှာတို့တရားမြတ်ကိုမရခဲ့လို့ရှိရင်နော်မြစ်ထဲမှာမျောနေတာဒီစိတ်ကန်းကိုမကတ်နိုင်ရင်ဟိုးအောက်ကြတဲ့စိတ်ကန်းကြရင်တော့တို့ကတ်နိုင်မှာပဲဆိုတဲ့အတွေ့မျိုးနဲ့လူတွေကဝိုင်းပြီးတော့ပူဇော်ကြတယ်သူမိတာရှင်ရဲ့သိကိုနော်ဘလောက်ထိပူဇော်ကြလဲဆိုပန်းတွေအများကြီးနဲ့ပူဇော်တာပန်းတွေကိုအပုံကြီးဖြစ်နေတယ်ပန်းတွေနဲ့ပူဇော်တာကလူတွေတည်းမကဘူးနော်ဒီပင်ကရာမြတ်စွာဘုရားနဲ့ယဟန္တာပေါင်း၄သိန်းကလည်းပဲအဲ့ဒါပန်းရှစ်စုပ်နော်ဒီပင်ကရာမြတ်စွာဘုရားကလည်းနော်ပူဇော်တယ်ဆိုတာကတော့အမျက်တနိုးတန်ဖိုးထားတဲ့လေးစားတဲ့အနေနဲ့ဒါပန်းရှစ်စုပ်သူ့ဘောကိုကျဲထားခဲ့တာအဲ့ဒါပန်းပုံကြီးဖြစ်နေတာအဲ့ဒါဘုရားရှင်ကိုရမြတ်ကြီးပြန်ကြွသွားပြီဆိုတော့အဲ့ဒီပန်းပုံကြီးပေါ်မှာထိုင်နေဘုရင်တို့ဘုရားလောင်းကသူမိသားကနော်အကုန်လုံးပြန်သွားကြပြီလူတွေလည်းပဲပူဇော်တဲ့လူတွေလည်းမရှိတော့ဘူးအဲ့ဒီတော့ပန်းပုံကြီးတို့မှာသူတပါးတယ်ငါ့ကိုဒီပင်ကရာမြတ်စွာဘုရားကဘုရားရှင်စီဧကံဖြစ်လိမ့်မယ်လို့ဗျာဒိတ်စကားမိန့်သွားတယ်ဘုရားရှင်တို့ရဲ့ဗျာဒိတ်ဆိုတာလည်းလွဲမှားတယ်လို့မရှိဘူးတော့ဒီနေ့ပဲမနေ့ပြန်မယ်နော်တပ္ပညုတဉာဏ်ကိုရတော့မလို့မျိုးမြတ်စွာဘုရားလောင်းတော်ရဲ့စိတ်ထဲမှာအဲ့ဒါလိုအလွန်တရာမှထက်သန်တဲ့ယုံကြည်မှုနော်ဒါတွေကရှိနေတယ်ဒါမဲ့လို့ဘုရားဖြစ်လိမ့်မယ်လို့သာပြောသွားတာနော်ဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောသွားတာတော့မရှိဘူးအဲ့ဒီမှာဦးဇင်းတို့ထူးခြားချက်တစ်ခုကဘာလဲဆိုတော့နတ်တွေပြမာတွေရောက်လာတယ်တဲ့နတ်တွေပြမာတွေရောက်လာပြီးတော့ဘာပြောကြတော့ဆိုတော့အိုးအရှင်သူမိတာသင်ဟာဘုရားရှင်စီဧကံဖြစ်မယ်ဆိုတာဒါသိကြတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ရှေးတုန်းကဘုရားလုံးတွေဗျာဒိတ်ရပြီဆိုလို့ရှိရင်ဖြစ်ပေါ်ခဲ့မှုတဲ့နမိတ်တွေဟာလည်းပဲအခုလည်းဖြစ်နေတယ်တဲ့နော်နတ်တွေပြမာတွေကတဏှအလွန်ရှိတာဆိုတော့သူတို့မှာအတွေ့အကြုံတွေရှိတယ်ပေါ့ဟုတ်လားရှေးတုန်းကအလောင်းတော်တွေဗျာဒိတ်ရပြီဘုရားဖြစ်မယ်လို့ဗျာဒိတ်ကိုခံရပြီဆိုလို့ရှိရင်ဖြစ်ပေါ်ယူဓမ္မရာလောကကြီးရဲ့စမ်းကြယ်တဲ့နမိတ်လက္ခဏာတွေနော်ဒါတွေဟာလည်းပဲအခုလည်းပဲဖြစ်နေတယ်တဲ့အဲ့ဒါနမိတ်ကြီး32ပါးတဲ့အဲ့ဒါတွေအကုန်လုံးတော့ဥစဉ်ကောင်းထဲမှာမမှတ်နိုင်အဲ့ဒီတဲကစိတ်ဝင်စားတာလေးတော့မှတ်ထားတာတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့တခြားသောနေ့တွေမှာလူတွေဟာမယောင်ရင်မတင်းတိမ်မှုမကျေနပ်မှုတွေနဲ့နေကြတာဒါပေမဲ့ဗျာဒိတ်တော်ခံယူတဲ့နေ့မှာတော့လူတွေရဲ့စိတ်ထဲမှာမယောင်ရဲဘူးမတင်းတိမ်မှုဆိုတာမရှိဘူးတဲ့ရောင်ရဲတင်းတိမ်မှုရှိနေတဲ့အော်စရာမကောင်းဘူးလားနော်ဒါဘုရားဖြစ်လာမဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့နော်စွမ်းရည်တတ္တိကိုနော်ဓမ္မပိုင်းဆရာကနေပြီးတော့ဒါအထောက်အကူပြုပြီးတော့အတိအမှတ်ပြုလိုက်တဲ့သဘောမျိုးလို့လည်းပဲဦးဇင်းကတော့စဉ်းစားကြည့်တယ်ပေါ့နော်တခြားသောနေ့တွေမှာတတ္တဝါတွေရဲ့တဏ္ဍာမှာယာဂဒေါသမောဟဆိုတဲ့အညစ်အကြေးတွေရှိတယ်တဲ့အဲ့ဒီဗျာဒိတ်တော်ခံယူတဲ့နေ့မှာတော့အဲ့ဒီအညစ်အကြေးတွေမရှိဘူးတဲ့အဲ့ဒါဗျာဒိတ်တော်ခံယူတဲ့နေ့ကကစုံလာပြည့်နေ့ပဲဒါကြောင့်ဦးဇင်းတို့ဟိုတနေ့ကဘာဝခေါ်ကျုပ်စတော်ဘုရားကြီးရဲ့အကြောင်းမှာဗုဒ္ဓမွေးနေ့အကျိုးလို့တော့နော်ဗျာဒိတ်တော်ခံဖွားပွင့်စံဆိုတာနော်ဗျာဒိတ်တော်ခံယူတဲ့နေ့ဖွားတော်မူတဲ့နေ့နော်တပ္ပညုတဉာဏ်ကိုရတော့ဘုရားဖြစ်နေပွင့်တော်မူတဲ့နေ့ပြိဋိဘံစံတဲ့နေ့ဆိုတာအဲ့ဒါနော်ဒီကစုံလာပြည့်နေ့ဒါကြောင့်ဗမာခေါ်ကျုပ်စတော်ဘုရားကြီးကဒီကစုံလာပြည့်နေ့ကိုနော်မြတ်စွာဘုရားရဲ့မွေးနေ့အနေနဲ့ကြီးကျယ်နော်ဆောင်ရွက်ကြဖို့ကျင့်ပကြဖို့ဒါဆောဩနေတာရှိတယ်ဟုတ်လားအေးဒါပါတော့လေအဲ့တော့ဒီမှာရှေးတုန်းကဗျာဒိတ်ရတုန်းကနော်ဖြစ်ခဲ့တဲ့အနေထားနမိတ်တွေဟာအခုလည်းပဲရှိနေတယ်ဖြစ်နေတယ်နော်နတ်တွေပြမာတွေကိုအောက်ကလူတွေကမြင်ရတယ်လို့ဆိုတယ်ငရဲသားတွေကိုလည်းမြင်ရတယ်လို့ဆိုတယ်နော်ပန်းတွေကလည်းအကုန်လုံးပွင့်နေတယ်လို့ဆိုတယ်နော်အံ့ဩစရာတွေအများကြီးပါပဲနတ်ရဲ့တူရိယတန်တွေဒီတိုင်းပဲကြားနေရတယ်လို့လည်းဆိုတယ်နော်နမိတ်ကြီး32ပါးအဲ့ဒါတွေကအခုထင်ရှားဖြစ်နေတယ်တဲ့ဒါကြောင့်အရှင်သူမိတာဒီတေချာပေါက်ဘုရားဖြစ်လိမ့်မယ်အပေးစကားပြောကြတာပေါ့အဲ့ဒါသူတို့လည်းအပေးစကားပဲသာပြောသွားတာဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းလမ်းစာကိုတော့တရားမှပြောနိုင်ခြင်းမရှိဘူးဒီပင်ကရာမြတ်စွာဘုရားကလည်းပြောသွားတာမရှိဘူးဘုရားဖြစ်လိမ့်မယ်လို့သာဗျာဒိတ်စကားပြောသွားတာဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့နီလန်းပေးသွားတာတော့မရှိဘူးဟော
အဲ့ဒီတော့ပန်းပုံကြီးပေါ်မှာထိုင်ပြီးတော့နေတဲ့ဦးဇင်းတို့ရဲ့ဘုရားလောင်းသူမိတာရှင်ရဲ့သေးကဩငါ့ကိုဘုရားဖြစ်မယ်လို့သာပြောသွားကြတာအခုလည်းပဲပြောနေကြတာနတ်တွေရောပြမာတွေရောဒါပေမဲ့ဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့တယောက်မှပြောတာတော့မရှိဘူးအဲ့တော့ဘုရားအဖြစ်ကိုပြုတ်တဲ့တရားတွေကိုငါကိုယ်တိုင်ပဲရှာဖွေမယ်တဲ့ဘယ်မှာရှာမှာတော့ဆိုတော့ဟောဒီအရက်ဆယ်မျက်နှာမှာရှိတဲ့ဓမ္မဓာတုတရားဓာတ်တွေထဲမှာဘုရားအဖြစ်ကိုပြုတ်တဲ့တရားကိုငါကိုယ်တိုင်ပဲရှာမယ်တဲ့နော်အဲ့ဒါကိုဦးဇင်းတို့ဘုဒ္ဓံပါဠိတော်ထဲမှာဟန္တကရေဝိရှိနံတော်ဟန္တအခုပဲနော်ဥဒ္ဒံအတော်ဒတဒိဋ္ဌနော်အထက်ရအောက်ရနော်အရက်ဆယ်မျက်နှာအဲ့ဒီမှာရှိတဲ့ဓမ္မဓာတုရတရားတက်ထဲမှာဗုဒ္ဓကရေဘုရားအဖြစ်ကိုပြုတ်တတ်တဲ့နော်ဓမ္မေအဲ့ဒီတရားတွေကိုနော်ဝိရှိနာမိဣတောစီတောထိုမဤမငါဟာရအောင်ရှာဖွေမယ်ဟန္တဗုဒ္ဓကရေဓမ္မေဝိရှိနာမိဣတောစီတောဥဒ္ဒံအတော်ဒတဒိဋ္ဌယဝတဓမ္မဓာတုရဒီကထာလေးကိုသူကိုယ်တိုင်ရွတ်တာဟုတ်လားဒီအရက်ဆယ်မျက်နှာဒီဟူသောနေရာတွေမှာရှိနေတဲ့ဓမ္မဓာတ်တွေထဲမှာဒီတဘာဝအရင်ကဓာတ်ကြီးတွေထဲမှာပဲဘုရားအဖြစ်ကိုပြုတ်တတ်တဲ့တဘာဝတရားကိုငါတွေ့အောင်ရှာမယ်တဲ့ဟုတ်လားဝိရှိနန္တောတတတခိပထမန္ဒါနပါရမေနော်ဝိရှိနန္တောတတတခိပထမန္ဒါနပါရမေပုပ္ပကေဟိမဟေတိဟိအနုစိန်တမဟာပဋ္ဌအဲ့လိုရှာလိုက်တဲ့အခါကျတော့တဲ့တရားထိုအခါ၌ဝိရှိနန္တောရှာဖွေလိုက်တဲ့အခါမှာပုပ္ပကေဟိဟိုးရှေးတုန်းကမဟေတိဟိဘုရားရဲ့အလောင်းအလျာဘုရားလောင်းသူတော်ကောင်းတို့သည်အနုစိန်တံအမြဲမပြတ်လေ့ကျင့်အပ်သောမဟာပဋ္ဌာန်လမ်းမကြီးတစ်ဖွဲ့ဖြစ်၍နေသောနော်ဒါနပါရမီတိဟူသောတရားကိုပထမရှိဟုဆိုအတ္တခိန်တွေ့ရပြီမြင်ရပြီတဲ့သူကိုယ်တိုင်ရှာလို့တွေ့တာနော်အဲ့ဒါလိုဘုရားအဖြစ်ကိုပြုတတ်တဲ့တရားတွေကိုရှာတာဟာတာမန်ဉာဏ်နဲ့မရှာနိုင်ဘူးတဲ့အဲ့ဒီဉာဏ်ကိုဘာလို့ပြောလို့ဆိုတော့ပါရမီပဝိရှယဉာဏ်လို့ဇာထဲမှာတော့အဲ့လိုလေးရေးပြတယ်အဲ့ဒါဟာနော်တေယံဘူးဉာဏ်တစ်မျိုးပဲတဲ့ဒီလိုအစာထဲမှာဖွင့်တယ်ဒါဟာတစ်ချိန်မှာဘုရားဖြစ်မယ်ဆိုတာကိုအတိတ်နိမိတ်ပြတဲ့အနေနဲ့အဲ့ဒါရှေ့ပြေးပုပ္ပနိမိတ်ပဲတဲ့အဲ့ဒါတပ္ပညုတဉာဏ်တစ်မျိုးပဲတဲ့တေယံဘူးဉာဏ်တစ်မျိုးပဲတဲ့နော်တပ္ပညုတဉာဏ်လို့တော့မသုံးတေယံဘူးဉာဏ်လို့သုံးတယ်ကိုယ်တိုင်သိတာတဲ့အဲ့ဒီဥစ္စာနောက်တစ်ချိန်မှာသစ္စာလေးပါးကိုကိုယ်တိုင်ထိုးထွင်းပြီးတော့သိမဲ့အတွက်ဒါရှေ့ပြေးနိမိတ်လို့ပြောတယ်ဒါဘုရားလောင်းနေတိုင်းဘုရားလောင်းနေတိုင်းဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နိလန်ကိုသူတို့ကိုယ်တိုင်ရှာတာအဲ့လိုရှာတဲ့အခါကျတော့ပထမပါတွေ့တော့ဒါနပါရမီကိုတွေ့တယ်တဲ့အဲ့ဒီဒါနပါရမီကိုဘယ်လိုသုံးသပ်ပြထားတယ်ပုပ္ပကေဟိမဟေတိဟိအနုစိန်တမဟာပဋ္ဌရှေးတုန်းကအလောင်းတော်သူမြတ်ကြီးတွေအမြဲတမ်းလက်ကျက်တဲ့လက်ကျင့်တဲ့မဟာပဋ္ဌဖုံးနေအောင်လျှောက်ထားလို့လမ်းမကြီးလိုဖြစ်နေတဲ့သဘာဝတရားနောက်ဒါနတရားဣမန္တုံပထမန္တာဝဒါနံကတ္တဝသမာရိယဒါနပါရမိတံကိစ္စယတိဘောဓိပတ္တုမိတ်စတိနော်အဘောတုဝေဒအမောင်တုဝေဒတွန်တင်တိဘောဓိအရဟတမေညာတပ္ပညုတညာကိုပတ်တုံရောက်ချင်းကယတိအိစတိအကယ်၍အလိုရှိတယ်ဆိုလို့ရှိတယ်နော်ဒါနပါရမီကိုပရိကိစ္စနော်ဒါကိုဖြည့်ဆည်းလိုက်ပါဒါလံကတ္တဝမြဲတမာရိယစောက်တည်ပြီးတော့ဒါနပါရမီကိုကိစ္စဖြည့်ဆည်းလိုက်ပါနော်ဒါနပါရမီကိုသင်ဖြည့်ပါတဲ့ဒါဆိုရင်သင်ဟာအရဟတမေညာတပ္ပညုတညာကိုရလို့ဘုရားဖြစ်မယ်ပေါ့အဲ့လိုဒါနပါရမီကိုဖြည့်ဆည်းဖို့သူ့ကိုယ်သူဆုံးမတဲ့နေရာမှာသူကဥပမာပေးပြီးတော့ဆုံးမတယ်အဲ့ဒီဥမာကပေတပေါင်းတော်တို့အဓိကထားပြီးတော့မှတ်ရမယ်နော်အဲ့ဒါသူကပါရမီ10ပါးမှာ10ပါးသလုံးဥပမာ10မျိုးတည်ပေးတယ်အဲ့တော့တညကိုအဲ့ဒီဥမာလေးတွေကိုဦးဇင်းတို့အရင်ပဲပြောသွားမယ်ပေါ့နော်ခုဒီနေ့တော့ဒါနပါရမီကိုဒီကနေစပြီးတော့ပြောမယ်ပေါ့အဲ့တော့ဒါနပါရမီနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းကသူ့ကိုယ်သူဒါနပါရမီကိုဖြည့်ဆည်းဖို့အတွက်ကျင့်ကြံကြိုးကိုအထောက်ဖို့အတွက်ဥပမာပေးပြီးတော့တိုက်တွန်းတဲ့နေရာမှာဥမာကဘယ်လိုပေးတော့ဆိုတော့ယထာပိကုံမောတံမုံနောယတကတ္တစီအဒောကတောဝမတေဝုဒကနိတေတနတထပရိရခတိအဓိပ္ပာယ်ကဘာပြောတော့ယတကတ္တစီအမမထတဘာဘာသောအရေးဖြင့်တံပုံတော်ပြည့်၍နေသောကုံဘောအိုးသည်အဒောကတောမှောက်ထားအပ်သည်တမန်တော်ဖြစ်လက်သောတတုံတစ်ခုသောအရေးနဲ့ပြည့်နေတဲ့အိုးတစ်လုံးမှောက်ထားလိုက်မယ်ဆိုလို့ရှိရင်တဲ့နိတေတအကျွင်းအကြံမရှိဥဒကံရေကိုဝမတိယထာအန်ထုတ်တကဲ့သို့၎င်းတထထိုရေ၌နပရိရခတိယထာမဆောင်လျှောက်တော့တကဲ့သို့၎င်းအဝကိုအောက်ကထားပြီးတော့မှောက်လိုက်တယ်ဆိုရင်ရေတွေကတော့အန်ထွက်သွားတော့မှာပဲလေအဲ့ဒီရေတွေအန်ထွက်မသွားအောင်ဒီအိုးကြီးကမဆောင်လျှောက်တော့ဘူးတဲ့ဟုတ်လားတို့သူဘယ်ပဲကြာနေနေသူဘာမှအဲ့ဒါကိုမဆောင်လျှောက်တော့ဘူးတဲ့
ဥပမာပြောပါနော်တစုံတစ်ခုသောအရေးဖြင့်ပြည်နေတဲ့အိုးကိုမှောက်လိုက်ပြီဆိုလို့ရှိရင်ရေတွေဟာထွက်ကျသွားတယ်အဲ့ဒီရေတွေကိုထွက်ကျမသွားအောင်ဒီအိုးဟာမဆောင်ရှောက်တော့ဘူးတထေဝထို့အတူသာလျင်တွန်တင်သည်ဟိနမုက္ကထမစ္စည်းမိအယုတ်အလတ်အမျက်ဖြစ်ကုန်သောရာစကေတောင်းရန်သူတို့ကိုဒိဋ္ဌဝတွေ့ရမြင်ရသည်ရှိသောနိတေတအကျွင်းအကြံမရှိဘဲနဲ့ဒါနအလှူဒါနကိုတရားဟိပေးလိုပါလို့ဥပမာအဒေါကတောကုံဘောဝိယအဒေါကတောမှောက်ရထားသောကုံဘောဝိယအိုးကဲ့သို့နိတေတအကျွင်းအကြံမရှိဒါနအလှူဒါနကိုတရားဟိပေးလိုပါလို့တဲ့ဒါကနီလန်းလေးပဲဗျဟုတ်လားဘုရားဖြစ်ခြင်းတယ်ဆိုလို့ရှိရင်ဒါနကောင်းမှုပြုတဲ့နေရာမှာအယုတ်အလတ်အမြတ်မရွေးပဲနဲ့နော်တောင်းလာတယ်ဆိုလို့ရှိရင်ဘာလို့မလို့ပေးရမယ်တဲ့ပေးတာလည်းဘယ်လိုပေးရမှာလဲတော့နိတေတအကျွင်းအကြံမရှိတဲ့နော်အဒေါကတောဝိယမှောက်ထားတဲ့အိုးတလုံးလို့တဲ့လွယ်ပါမလားမလွယ်လို့လည်းပဲဘုရားမဖြစ်ကြတာပေါ့ဟုတ်တယ်မဟုတ်လားဒါကရိုးရိုးလေးပဲဟုတ်လားအဲ့တော့ဥစဉ်ကစဉ်းစားကြည့်တာဒီဥမာလေးကိုတွေ့ရတော့ဥစဉ်ကစဉ်းစားကြည့်တာအိုးကိုမှောက်ဖို့ဆိုတာတော့တိတ်တော့မလွယ်ဘူးလို့ငါကိုကတော့ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့လေဟုတ်လားဒါပေမဲ့လူတွေတူတူကိုအိုးကိုမှောက်တဲ့အဆင့်ကိုမရောက်တော့မှဟိုစောင်းတဲ့အဆင့်လေးလောက်ဆိုရင်တော့မဆိုးဘူးလို့ဒါဥစဉ်ကတွက်ကြည့်ဟုတ်လားကိုကလူတွေကအိုးကိုဘယ်လိုလုပ်တာပိတ်ထားတာများတယ်ဟုတ်လားအဲ့ဒါတော့တော်တော်ကိုအဆင်မပြေဘူးပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘုရားဖြစ်ခြင်းနဲ့ဆိုရင်တော့ဒါနကောင်းမှုကိုပြုရမယ်ပြုရမယ်အတိုင်းတာကလည်းတာမန်အတိုင်းတာတော့မဟုတ်ဘူးနော်ပေးထားတာကတကယ့်ကိုရဲရဲတောင်ဥပမာနော်ကုံဘောဝိယနော်အိုးကဲ့သို့ဘလို့အိုးလဲဆိုတော့မှောက်ထားတဲ့အိုးလို့တဲ့အဲ့လိုမျိုးအလှူဒါနကိုပြုရမယ်ဒါဆိုလို့ရှိရင်သင်ဟာအရဟတမဉာဏ်တပ္ပယုတဉာဏ်ရလို့ဘုရားရှင်စေဧကံဖြစ်လိမ့်မယ်ဒါကဦးဇင်းတို့သူ့မိတာရှင်ရဲ့သေးကသူ့ကိုယ်သူဆုံးမခဲ့တဲ့အပိုင်းပေါ့နောက်ကျန်တဲ့ပါရမီတွေကိုပြောတိုင်းဦးဇင်းတို့ဥမာတစ်မျိုးစီကိုတရားစခြင်းဒါလေးတွေကိုပြောသွားမှာနော်အခုဆက်ပြီးတော့ပြောနေတာကအဲ့ဒီဒါနပါရမီဆိုတာအထွတ်အထိပ်ရောက်အောင်အမြင့်မြတ်ဆုံးအနေထားရောက်အောင်အပြည့်စုံဆုံးအနေထားကိုရောက်အောင်လုပ်နိုင်မယ်ဆိုရင်ဘုရားအဖြစ်ကိုတောင်းပြုနိုင်တယ်ဟုတ်လားအဲ့လိုဆိုရင်ကိုကလုံးမယ်ဆိုရင်လုံးတဲ့လောက်ဂျားကာလမှာဂျားအနေထားထဲမှာကောင်းတာတွေဘာမဆိုအများကြီးဖြစ်နိုင်တယ်ဆိုတဲ့အတိပ္ပယ်ကိုကောက်ယူလို့မရဘူးလားရတယ်ဒါကြောင့်ဒါနကောင်းမှုကိုပြုလို့တဲ့စိတ်ထက်သန်အောင်ကိုကြိုးစားဖို့မလိုဘူးလားလို့တယ်အဲ့တော့ဦးဇင်းတို့ဒါနကောင်းမှုပြုလို့တဲ့စိတ်တွေထက်သန်ဖို့ဆိုတဲ့နေရာမှာနော်ဒါနကောင်းမှုရဲ့အကျိုးပေးတွေကိုလည်းသိဖို့လိုတယ်တစ်ချက်နောက်ဒါနကောင်းမှုရဲ့အကျိုးပေးကိုသိလို့ဒါနကောင်းမှုကိုပြုတော့မယ်ဆိုတော့လည်းပဲဒါနကောင်းမှုကိုဘယ်ပုံပဲနည်းပြုရမလဲဆိုတဲ့နိလမ်းပိုင်းကိုလည်းသိဖို့လိုတယ်အဓိကကျန်တဲ့အချိန်မှာဒီချက်နှစ်ချက်ကိုဦးဇင်းတို့ဦးစားပေးပြီးတော့ပြောသွားတာနော်ဒါနကောင်းမှုပြုရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်တယ်လဲဆိုတာရဲ့ဒါနကောင်းမှုပြုတဲ့နေရာမှာဘယ်ပုံပဲနည်းပြုလုပ်ကြရမလဲဆိုတဲ့နော်အချက်အလက်ဒါတွေကိုဦးဇင်းတို့ဦးစားပေးပြီးတော့ပြောမယ်ပေါ့အဲ့တော့ဒီနေရာမှာဒါနကောင်းမှုရဲ့အကျိုးပေးကိုဘာကြောင့်သိဖို့လိုတာတော့ဒါနကောင်းမှုရဲ့အကျိုးပေးကိုသိပြီးတော့ဒါနပြုတာနဲ့အကျိုးပေးကိုမသိဘဲနဲ့ဒါနကောင်းမှုပြုတာနဲ့အကျိုးရတာချင်းမတူအဲ့ဒါကြောင့်မလို့ဒါနကောင်းမှုရဲ့အကျိုးပေးကိုသိအောင်ကြိုးစားရမယ်လို့ပြောတာဟုတ်လားဒီနေ့မှာဦးဇင်းတို့မာစီဆိုတော်ဘုရားကြီးဟောထားတဲ့တရားလေးတစ်ပုဒ်ထဲမှာဒီဥပမာလေးကိုတွေ့ရဘူးတယ်ပေါ့နော်ဘာပြောထားတော့ဆိုကြီးကဒါကျမ်းဂန်တွေကနေထုံထုတ်ပြီးတော့ပြောထားတာပေါ့လေအပြောတော့ဆိုတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုအလှူဒါနတစ်ခုပြုလိုက်လို့ဖြစ်ပေါ်သွားတဲ့ကုသိုလ်ကောင်းမှုရှင်သာရိပုတ္တရာရဲ့တန်တမ်းမှာရှိတယ်ဆိုကြပါစို့နောက်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူလို့တန်းလို့မြတ်စွာဘုရားရဲ့တန်တမ်းမှာဒါနကောင်းမှုတစ်ခုဖြစ်ပေါ်သွားတယ်လို့ဆိုကြပါစို့တော့ယန္တာတွေဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ဆိုတာကတော့မဖြစ်တော့ပါဘူးကရိယာပဲဖြစ်တာပါသို့တော့ဥပမာကိုပြောတာရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူလို့ရှင်သာရိပုတ္တရာရဲ့တန်တမ်းမှာဖြစ်တဲ့ဒါနကောင်းမှုရဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူလို့မြတ်စွာဘုရားရဲ့တန်တမ်းမှာဖြစ်ပေါ်မဲ့ဒါနကောင်းမှုရဲ့အဲ့ဒီဒါနကောင်းမှုနှစ်ခုဘယ်ဒါနကောင်းမှုကပို့ပြီးတော့အကျိုးပေးထက်သန်မလဲဆိုတဲ့မေခွန်းပေါ့တာမန်အပြင်စဉ်းစားမယ်ဆိုရင်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတဲ့ဒါနကောင်းမှုကအကျိုးကျေးဇူးများတယ်လို့ထင်ကြရှိတယ်။ဟောဆိုမြတ်စွာဘုရားကိုလှူတာ哦။မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတာကအကျိုးနည်းမယ်လို့ထင်ကြရှိတယ်ပေါ့ဆိုရှင်သာရိပုတ္တရာကမြတ်စွာဘုရားတဲ့နော်အစင်နှိမ့်တယ်ကိုဒါပေမဲ့အဖြေကအလိုမဟုတ်ဘူးတဲ့။မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့အလှူဒါနကပို့ပြီးတော့အကျိုးပေးထက်သန်နေတဲ့။ဘာဖြစ်လို့လဲဆိုတော့ဒါနရဲ့အကျိုးပေးကိုရှင်သာရိပုတ္တရာထက်မြတ်စွာဘုရားကပိုသိလို့ပါတဲ့။ကဲပိဿပေါင်းတို့ဒါကိုနားလည်ရမယ်နော်။ဒါကြောင့်ဒါနရဲ့အကျိုးပေးကိုအများကြီးသိတဲ့လူနဲ့အများကြီးမသိတဲ့လူ
ဒါနကောင်းမှုပြုတာချင်းတူတော်လည်းပဲအကျိုးရတာချင်းမတူနိုင်ဘူးနော်သိတော့သိတယ်ဒါပေမဲ့အများကြီးသိတာရဲ့နည်းနည်းသိတာရဲ့လည်းမကွာနိုင်ဘူးလားကွာနိုင်တယ်ဒါကြောင့်ဒါနကောင်းမှုရဲ့အကျိုးပေးတွေကိုသိအောင်နော်လက်လှမ်းမိသလောက်လေ့လာရမယ်ပြီးရင်လည်းပဲမမေ့အောင်မှတ်သားသင့်တယ်ပေါ့ဒါနကောင်းမှုပြုတိုင်းဒါကိုစဉ်းစားသင့်တယ်ပေါ့နော်ကံကံရဲ့အကျိုးကိုစဉ်းစားလို့ရှိရင်အများကြီးဆက်လက်ပြီးတော့ဉာဏ်ပညာတွေမြင့်မားနိုင်တယ်နော်အေးဒါကြောင့်ဒါနရဲ့အကျိုးပေးကိုအဲ့လိုသိအောင်နားလည်အောင်လုပ်ရမယ်တော့ဒါနရဲ့အကျိုးပေးကြီးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အများကြီးမပြောပါဘူးတုတ်တန်လေးတစ်ခုတူလေးပြောပြမယ်ဦးဇင်းတို့ငုတ်တော်ပါဠိတော်စက္ကနိပတ်ထဲမှာစလင်္ကသမ္မာနာဂတတုတ်တန်ဆိုတာလေးရှိတယ်အဲ့ဒီတုတ်တန်မှာမြတ်စွာဘုရားကယဟန်တော်တွေကိုဘာဟောထားလဲဆိုတော့ယဟန်တို့တဲ့အင်္ဂါ6ပါးနဲ့ပြည့်စုံအောင်သာဒါနကောင်းမှုတစ်ခုပြုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးဟာဘယ်ရွေ့ဘယ်မြရှိပါတယ်ဆိုတာကိုဘယ်လိုလူကမှတိုင်းတာပြီးတော့မပြနိုင်ဘူးတဲ့နော်အင်္ဂါ6ပါးနဲ့သာပြည့်စုံအောင်လုပ်ဒါနကောင်းမှုတစ်ခုလုပ်တဲ့ခါပါအင်္ဂါ6ပါးနဲ့သာပြည့်စုံသွားမယ်ဆိုရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးကိုဘယ်ရွေ့ဘယ်မြရှိတယ်လို့ဘယ်သူမှမတိုင်းတာနိုင်ဘူးတဲ့ဥပမာမဟာသမုဒ္ဒရာထဲမှာရှိတဲ့ရေတွေကိုတိုင်းတာချင်းတွယ်လို့မရနိုင်တယ်လို့ပဲတဲ့အလိုတောင်ဥမာပေးတယ်သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေကိုဘယ်နှပုံးရှိတယ်ဘယ်နှခွက်ရှိတယ်လို့ဘယ်သူမှချင်းတွယ်လို့မရဟုတ်လားအဲ့လိုပဲဦးဇင်းတို့အင်္ဂါ6ပါးနဲ့သာပြည့်စုံအောင်လုပ်နိုင်မယ်ဆိုရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးကိုဘယ်သူမှရေတွက်လို့တိုင်းတာလို့မရဘူးတဲ့အဲ့တော့အဲ့ဒီအင်္ဂါ6ပါးကဘာတွေတော့ဆိုတော့ပေတတို့မှတ်သားဖို့ပြီးသားခေါင်းထဲမှာအလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပါးအလှခံတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပါးအလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပါးကဘာလဲဆိုတော့ပုပ္ပမုံစအပ္ပရစေတနာ3ဓာတ်အပြစ်ကင်းအောင်ဖြူစင်အောင်တန်ရှင်းအောင်ကြိုးစားရမယ်မလှခင်ရှေးဖို့မှာဖြစ်တဲ့ပုပ္ပစေတနာတန်ရှင်းအောင်ကြည်လင်အောင်ကြိုးစားရမယ်လှနေစေအခိုက်အတန့်မှာဖြစ်တဲ့ပုံစစေတနာနော်အပြစ်ကင်းအောင်တန်ရှင်းအောင်ကြိုးစားရမယ်လှပြီးတဲ့နောက်မှာလည်းပဲအပ္ပရစေတနာဝမ်းမြောက်ဝမ်းသာကြည်ကြည်လင်လင်ရှိရမယ်ဒါကအလှပေးတဲ့ပုဂ္ဂိုလ်ရဲ့ဘက်ကရှိရမယ်အင်္ဂါ၃ပါးအလှခံတဲ့ပုဂ္ဂိုလ်ဘက်ကရှိရမယ်အင်္ဂါ၃ပါးကဘာလဲဆိုတော့တစ်ယာကကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်ယာကကင်းအောင်ကျင့်သုံးနေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်နှစ်ဒေါသကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်ဒေါသကင်းအောင်ကျင့်သုံးနေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်သုံးမောဟကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်မောဟကင်းအောင်ကျင့်သုံးနေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်တဲ့အင်္ဂါမတစ်ချက်တော့၃ချက်အဲ့တော့အလှပေးတဲ့ပုဂ္ဂိုလ်ဘက်က၃ချက်အလှခံတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်အဲ့ဒီအင်္ဂါ6ချက်နဲ့သာတကယ်လို့ပြည့်စုံခဲ့မယ်ဆိုရင်ပြည့်စုံအောင်လုပ်နိုင်မယ်ဆိုရင်နော်အဲ့ဒီဒါနကောင်းမှုတစ်ခုရဲ့အကျိုးပေးရဲ့နော်အတိုင်းအတာမှန်းဆလို့မရဘူးလို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ဒါနကောင်းမှုကိုကြိုးစားပြီးတော့ပြုကြဖို့လိုတာပေါ့နောက်ဦးဇင်းတို့နောက်ထပ်တစ်ခုကောင်းတဲ့ပေါ်တာလေးအပြေလွှာလေးပြောခြင်းသေးတယ်ပြောခြင်းတဲ့အကြောင်းအရာတွေကများတယ်နောက်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကနော်တထေးတယောက်မြတ်စွာဘုရားကိုဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုဆုံးကတ်နေတာအဲ့ဒါလိုဆုံးကတ်နေတော့မှပဲကောသလမင်းကြီးရဲ့မင်းကြီးတယောက်ရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒီတထေးကြီးကိုဘာပြောလဲဆိုတော့ဘုရင်မင်းတရားကဗန္ဒာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တိုင်ပင်ဆွေးနွေးစရာရှိလို့သူ့ရဲ့နန်းတော်ကိုနော်တထေးကြီးကိုလာခဲ့ဖို့ဖိတ်ခေါ်တဲ့အကြောင်းပြောတာအဲ့လိုပြောတဲ့အခါကျတော့တထေးကြီးကဘာပြောတော့ဆိုတော့ခိတ္တခဏလောက်ဆိုင်းမအောင်တဲ့အခုလောလောဆယ်ငါရွှေဦးမြုပ်နှံနေလို့နော်သူတို့ဘုရင်ကြီးတွေကိုငါအခုလောလောဆယ်မလာနိုင်သေးတဲ့အကြောင်းငါကိုအဲ့လိုပြောပေးပါအဲ့ဒီမှာသူသုံးလုံးနဲ့အသုံးလုံးကဘာလဲတော့ရွှေဦးမြုပ်တယ်ဆိုတာအဲ့ဒါကိုမြတ်စွာဘုရားကြားတော်မူတယ်ကြားတဲ့အတွက်ကြောင့်အဲ့ဒီစကားကိုပဲအကြောင်းပြုပြီးတော့မြတ်စွာဘုရားနိတိကန္နသုတ်တံဆိုတာဟောတယ်နိတိကန္နဆိုတာရွှေဦးမြုပ်တာအစီပွားကြီးပြည်တယ်လို့အခြေအနေကောင်းလို့ပိုရာရှန္ဒာလေးတွေရှိရင်ရှိတော့ကအဲ့လိုမျိုးမြုပ်နှံသိသိထားတာရှိတယ်ရည်ရွယ်ချက်ကဘာလဲအနာဂတ်ရေးမှာအထောက်အကူပြုဖို့ဟုတ်ရဲ့လားနာအေးအဲ့မှာဦးဇင်းတို့အဲ့ဒီရွှေဦးမြုပ်တယ်ဆိုတာ ਨੇ ဥမာပေးပြီးတော့ဟောထားတယ်အဲ့ဒီနိတိကန္နသုတ်တံမှာအဓိကရွှေဦးကြီး၄မျိုးဆိုမြတ်စွာဘုရားဟောတာနော်အဲ့ဒီရွှေဦးလေးလုံးကဘာလဲဆိုတော့အကျဉ်းမြင်ပြောရရင်တော့ဒါနရဲ့သီလရဲ့တမာတိရဲ့ပညာရဲ့ယတ္တဒါနေနသီလေနတန်ယမေနဓမေနစလို့ပါဠိတော်အတိအကျတော့အဲ့ဒီတိုင်းရှိတယ်ပေါ့နော်ယတ္တဒါနေနသီလေနတန်ယမေနဓမေနစနော်ဒါနရဲ့သီလရဲ့တန်ယမရဲ့ဓမ္မရဲ့တန်ယမအယတမာတိကိုကောက်တယ်တဲ့
ဓမ္မအရာပညာကိုကောက်တယ်လို့မင်းကုန်းဆရာဘုရားကြီးကရှင်းပြတယ်။ဒါပိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့မှတ်သားအမှတ်အသားများတဲ့ဟောတာလေးနဲ့မှတ်ရတော့ပို့ပြီးတော့ရှင်းတာပေါ့နော်။ဒါနရဲ့သီလရဲ့တမာတိရဲ့ပညာရဲ့အဲ့ဒီရွှေအိုးလေးလုံးကိုသာမြုပ်နှံထားမယ်ဆိုလို့ရှိရင်ကျန်တဲ့ပဂရိရွှေအိုးတွေဆိုတာကမြုပ်ထားတော့လည်းပဲအနာဂတ်ကာလမှာတေချာပေါင်းအာကိုရမယ်လို့ကံတိကံမပြောနိုင်ရွှေအိုးတွေကနေရာရွှေတော်တာရှိတဲ့တိတဲ့လူတွေကဝင်တူတော်တာရှိတဲ့အမြင့်မြတ်သောအကြောင်းကြောင့်ပျက်စီးနိုင်ခြင်းရှိတယ်ဒီရွှေအိုးလေးလုံးကတော့အဲ့လိုအကျိုးမပြည့်အချီးနှီးဆိုတာမရှိဘူးတဲ့တေချာပေါင်းအကျိုးကိုပြည့်စည်စေလိမ့်မယ်တဲ့အဲ့ဒီမှာရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုဘာပြောလို့ဆိုတော့အဲ့ဒီသုတ်တန်လေးကအလွန်စနစ်ကျဟောထားပုံလေးကလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုအဲ့လို၃ပိုင်းပိုင်းပြအဲ့ဒီချမ်းသာ၃မျိုးကိုအဲ့ဒီရွှေအိုးကပေးလိမ့်မယ်တဲ့ဟုတ်လားအဲ့တော့လူချမ်းသာနတ်ချမ်းသာကိုတော့ဦးဇင်းတို့အခြေချက်ပြီးတော့မပြောလို့ပါအောင်အနိဗ္ဗာန်ချမ်းသာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီသုတ်တံမှာဘယ်လောက်ထိဟောထားတဲ့ထင်တော့နော်တာဝကဘောဓိညာပြစ္ဆေကဘောဓိညာသမ္မာတန်ဘောဓိညာနော်အဲ့ဒီလိုဘုရားအဖြစ်ထိတောင်အဲ့ဒီရွှေအိုးလေးလုံးကပေးမယ်လို့အဲ့ဒီသုတ်တံမှာတော့အဲ့တိုင်ဟောတယ်တော့အဲ့လောက်ထိအကျိုးကြီးမားမှုကိုဖြစ်စေနိုင်တဲ့ရွှေအိုးလေးလုံးထဲမှာဒါနဆိုတာတစ်လုံးအပါအဝင်ရှိမနေဘူးလားအဲ့ဒါသတိထားရမယ်သတိထားရနော်ဒါနတစ်ခုဟာအဲ့ဒီမှာပါဝင်နေတယ်ဆိုတာလေးကိုသတိထားရမယ်ဒါကြောင့်အလွန်အကျိုးကြီးတဲ့ဒီဒါနကောင်းမှုကိုပေးသက်ပေါင်းတော်ကောင်းတို့ဦးဇင်းတို့တွေနော်အများကြီးကြိုးစားကြဖို့လိုတယ်ပေါ့ဒီနေ့ဒါနကောင်းမှုပြုတဲ့နေရာမှာအဓိကကပစ္စည်းဥစ္စာရှိဖို့ဆိုတာထက်ယုံကြည်မှုတတ္တတရားသိမြင်နားလည်မှုပညာတရားရှိဖို့ကပို့ပြီးတော့အရေးပါတယ်။ရှိတိုင်းလှူနိုင်တာမဟုတ်ဘူးနော်။တကယ်တမ်းကဘလောက်မရှိတာလေးတွေကလည်းပဲလှူခြင်းတယ်ဆိုရင်တော့သူအတိုင်းတာလေးနဲ့သူတော့လေလှူလို့ရနေတာပဲလေ။ဟုတ်လား။မလှူခြင်းဘူးဆိုရင်တော့ဘာရှိလို့မှထွက်မလား။ဟုတ်ရဲ့လား။အဲ့ဒါလို့ဆိုရင်တော့မြတ်စွာဘုရားကဘလူးဆောင်တဲ့ရေကန်တွေကရေတွေလို့ဘယ်သူမှမသုံးလိုက်ရမစွဲလိုက်ရပဲနဲ့ဒီလိုနဲ့ပဲပြီးပြောင်းဖြစ်သွားဒီလိုမျိုးဥမာပေးတာရှိတယ်။ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒါနရဲ့အကျိုးပေးတွေကိုအများကြီးသိအောင်နားလည်အောင်ကြိုးစားပြီးတော့ဒါနကောင်းမှုကိုပြုရဖို့လိုတယ်။အဲ့လိုပြုရတဲ့နေရာမှာလည်းပဲဒါလူတိုင်းဒါနကောင်းမှုဆိုတာကတော့ဗုဒ္ဓဘာသာမှမဟုတ်ပါဘူးเนาะကျန်တဲ့ဘာသာကြားတွေမှာလည်းပဲဒါနကောင်းမှုဆိုတာတော့မပြုကြဘူးလား။ပြုကြတော့ဆိုလိုတာကဒါနကောင်းမှုနဲ့တတ်တော်တွေဟာမကင်းကြဘူးဆိုတာလေးကိုစဉ်းစားသိချင်တာဒါမကင်းကြတဲ့ပုံကိုယ်တွေအတွက်လုံးဝဆိုရင်တော့ပြီးပြင်းမကန်အကျိုးရှိအောင်လုပ်နိုင်ဖို့မလိုဘူးလားနော်လုပ်တတ်ဖို့ကလည်းအလွန်အရေးကြီးတာပဲဦးဇင်းတို့ဗမာစကားပုံလေးတစ်ခုရှိတယ်ဦးဇင်းတို့ပြောနေကြပါပဲအစင်မတက်တော့စမ်းလျက်နဲ့မလှနော်စင်တော့စင်ထားတာပဲမတက်တဲ့အခါကျတော့မလှအငင်မတက်တော့ပန်းလျက်နဲ့မရတဲ့ငင်တော့ငင်းကြည့်တာပဲပန်းလာပဲအဖတ်တင်လိုက်တဲ့မရဒါကဘာလဲဆိုတော့ဘာလုပ်ငန်းပဲဖြစ်နီလန်းဟာအရေးကြီးတယ်ဆိုတာလေးကိုပြောတာဟုတ်ရဲ့လားဒါကြောင့်ဒါနကောင်းမှုပြုတဲ့နေရာမှာတော့နီလန်းကအများကြီးအရေးပါတာဒါသဘောပေါက်ဖို့လိုတယ်အဲ့တော့ဦးဇင်းတို့ဒါနကောင်းမှုကိုဘယ်လိုပြုမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့နော်မင်းကွန်းဆရာဘုရားကြီးရဲ့နော်မဟာဗုဒ္ဓဝင်ကျမ်းအနုဒီပင်ဒီအဲ့ဒါကိုဦးဇင်းတို့အားကိုးပြုပြီးတော့ပေသက်ပေါင်းတော်ကောင်းတို့ပြောမှာပါခုပါရမီ7ပါးဟောတဲ့နေရာမှာအဓိကဦးဇင်းတို့အားကိုးအားရပြုရတာကအဲ့ဒီမင်းကွန်းဆရာဘုရားကြီးရဲ့မဟာဗုဒ္ဓဝင်ကျမ်းပဲမဟာဗုဒ္ဓဝင်ကျမ်းထဲမှာပထမပိုင်းမှာနော်ပါရမီနဲ့ပတ်သက်ပြီးတော့အဓိကဖွင့်ဆိုထားတာအများကြီးရှိတယ်အဲ့ဒီတဲကပဲဦးဇင်းတို့အဓိကယူပြီးတော့ပြောတာပါကိုညံစွမ်းနဲ့ပြောနိုင်တာမရှိပါဘူးဟုတ်လားအေးဒါကြောင့်ပေသက်ပေါင်းတော်ကောင်းတို့ဒါနကောင်းမှုကိုဘယ်လိုပြုမလဲဆိုတဲ့အပိုင်းမှာဦးဇင်းတို့ပါဠိတွေပြောဖို့စိတ်ကူးထားတော့ဆိုတော့ဆရာတော်ကြီးကနော်ဒါနနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ကြည်ကြဲပြည့်အဲ့ဒီမှာရေးပြထားတော့ဆိုတော့ဒါနကို2ခုတွဲအုပ်စု3ခုတွဲအုပ်စု4ခုတွဲအုပ်စုဆိုအုပ်စုလိုက်ဖွဲ့ပြီးတော့အများကြီးအခြေတန်ဝန်ပြောတယ်အဲ့ဒီတဲကဦးဇင်းတို့အချိန်နဲ့ပြောကြရတာဆိုတော့အကုန်လုံးကိုပြောချင်တာတွေလည်းစွတ်ပြောနေလို့မဖြစ်ဘူးเนาะအဲ့တော့ဦးဇင်းစိတ်ထဲမှာပြောချင်စိတ်ပေါက်တာလေးတွေကိုပဲဒါပြောမယ်ပေါ့အဲ့တော့ပထမဘာပြောချင်တယ်ဆိုတော့ဒါနဆိုတာတဲ့အစ္ဆတိကဒါနရှိတယ်ပါဠိဒဒါနရှိတယ်အစ္ဆတိကဒါနဆိုတာကမိမိရဲ့ကိုယ်အင်ကအစိပိုင်းအသွေးအသားဒါတွေကိုဖောက်ထုတ်လှိဖြက်ပြီးတော့လှူတဲ့ဒါနမျိုးပါဠိဒဒါနဆိုတာဒီခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာကိုယ်ပိုင်ဆိုင်တဲ့အရာကိုလှူလိုက်တာမျိုးအဲ့ဒီဒါန2မျိုးမှာအစ္ဆတိကဒါနသည်ပို့ပြီးတော့မြင့်မြတ်တယ်လို့ဆိုတယ်
ဒါကသွေးလူရှင်တွေပါတွေအားတက်စရာကောင်းတာပေါ့နော်တချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြောက်ကတ်တို့အသေးတို့လှီးဖြတ်ပြီးတော့လှူကြတာမရှိဘူးလားဒါကအလွန်တရာပြုတ်နိုင်ခဲ့တဲ့ကောင်းမှုတွေပေါ့ဟုတ်လားအဲ့တော့အဲ့ဒီအစ္ဆတိကဒါနနဲ့ပတ်သက်ပြီးတော့ပိဿပေါင်းသူတော်ကောင်းတို့ကြားဖို့ပါတယ်နော်ဘုရားအလောင်းဝတ္တန်တရားမင်းသားလေးနော်အလှူဒန်းအလွန်ရရောတာဟုတ်လားအမိဘိုက်ထဲကထွက်ပြီးဆိုတော့နော်မွေးဖွားလာခြင်းစပြီးတော့စကားပြောတယ်မွေးဖွားပြီးချင်းစကားပြောတာလေဘာပြောတော့ဆိုတော့အမေဘာလှူစရာရှိတော့လှူစရာပေးပါလို့ပြောတယ်တဲ့ကဲနော်မွေးဖွားပြီးချင်းစကားပြောတာဦးဇင်းတို့ဘုရားလောက်မှာ၃ဘဝရှိတယ်ဝတ္တန်တရားမင်းသားလေးဘဝမေဘာလှူစရာရှိတော့လှူစရာပေးပါမဟောတထဘဝလက်ထဲမှာတရားမင်းကထည့်ပေးလိုက်တဲ့ဆေးပါတယ်ဒါပါလေလို့မအေးကမေးတော့ဒါဆေးယောဂပေါင်းစုံကိုပျောက်တယ်ပြောတာမွေးဖွားပြီးချင်းပြောတာနောက်ထပ်မွေးဖွားပြီးချင်းပြောတဲ့ဘဝကဘုရားဖြစ်မဲ့တိတ္တထမင်းသားဘဝနော်အခောဟမသမိလောကကြီးမှာငါအမျက်ဆုံးနော်စစ်တော်ဟမသမိလောကကြီးမှာငါအကြီးဆုံးဟုတ်လားအဲ့လိုမျိုးစကားကြီး9ခွန်းလောက်ပြောတာရှိတယ်နော်ဒါကဦးဇင်းတို့ကြည်ကြည်ပြတ်ပြတ်မှတ်သားစရာတော့ရှိတာပေါ့အဲ့တော့ပြောချင်တာကအဲ့ဒီဝတ္တန်တရားမင်းသားလေးနော်အလှူဒါနရေရောပုံမလေးသူတိတ္တဆအရွယ်လေး9နှစ်သား10နှစ်သားလောက်ပဲရှိအောင်မယ်